ဒီအမျိုးသမီးကသူ့ခွေးဟောက်တန်ကြောင့်နောက်ဆုံးမှာသူမအသက်ဆုံးရှုံးလိုက်ရပါတယ်။သူမဟာနယူးယောက်မြို့မှာရှိတဲ့အထက်မြစ်တိုက်တစ်ခုမှာနေထိုင်ပါတယ်။သူမရဲ့အခန်းထဲတစ်ဖက်ထဲမှာနေတဲ့အိမ်ကြီးချင်းတစ်ယောက်ရှိပြီးသူကသူမရဲ့ခွေးတွေကိုအယမ်းမုန်းနေတာပါ။ခွေးတွေဟောက်တိုင်းသူကမကြာခဏတိုင်ကြားနေပြီးဒီလိုအခြေအနေကလပေါင်းများစွာဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။တနေ့မှာတော့သူကတိုင်ကြားတာနဲ့မလုံလောက်တော့ဘူးလို့တွေးပြီးသူမရဲ့ခွေးတစ်ကောင်ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ဒါပေမဲ့သူကအရေးယူမှုမခံခဲ့ပါဘူး။လအနှဲငယ်ကြာပြီးနောက်မှာတော့သူကတူတစ်ခုနဲ့တကားကိုချိုးဖောက်ပြီးအိမ်ထဲကိုဝင်လာပါတယ်။မိသားစုဝင်တွေကတကားကိုပိတ်ထားဖို့ကြိုးစားပေမဲ့သူကအင်အားသုံးပြီးဝင်လာပြီးသူမရဲ့လက်ကိုကျိုးစေခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူကိုဖမ်းဆီးခဲ့ပြီးသူမကလည်းတရားရုံးကနေကာကွယ်မိန့်ရရှိခဲ့ပါတယ်။ဒါပေမဲ့တရားသူကြီးကအာမခံငွေကိုဒေါ်လာ9000သတ်မှတ်လိုက်တဲ့အတွက်သူကအဲ့ဒီငွေကိုပေးပြီးပြန်လွတ်လာနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူကမိမိစိတ်ထဲမှာဘာမဆိုလုပ်နိုင်ပြီလို့ယုံကြည်နေပါတယ်။တညမှာသူမအခွေးကိုလမ်းလျှောက်ထွက်နေစဉ်ကားတစ်စီးကနီးကပ်လာပြီးမင်းတည်တော့မယ်လို့ပြောသွားတယ်။အဲ့ဒီနောက်သူမတယောက်တည်းမထွက်တော့ဘဲတငယ်ချင်းတယောက်ကိုနေတိုင်းလိုက်ပါလာဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့အချိန်အတော်ကြာအဆင်ပြေခဲ့ပေမဲ့တညမှာသူတို့နှစ်ယောက်ပန်းချန်နားမှာလမ်းလျှောက်နေချိန်အနက်ရောင်ဝတ်ထားတဲ့လူတစ်ယောက်ကနောက်ကနေလာပြီးတနက်ဖြင့်ဆက်နှစ်ချက်ပစ်လိုက်ပါတယ်။သူကအမျိုးသမီးရဲ့နောက်ကောင်းကိုထိမှန်ပြီးတငယ်ချင်းကိုလည်းလယ်ပင်ဘက်မှာထိမှန်ပါတယ်။ထို့ပြင်သူမရဲ့ခွေးကိုပါပစ်တက်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့၃ယောက်လုံးလမ်းဘေးပေါ်မှာပဲတည်ဆုံသွားခဲ့ကြပါတယ်။ဒါအားလုံးဟာအိမ်ကြီးချင်းတစ်ယောက်ကခွေးဟောက်တံကိုမကြိုက်လို့ဖြစ်လာတဲ့အကြောင်းဖြစ်ပါတယ်။